အားမဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွတ်တိုင်ရပါတလာပိုင်း18ရက်နေ့တနင်္ဂနွေနေ့ကြပါတယ်ပြောရမယ်ဆိုရင်2025ခုနှစ်မှာပထမဆုံးကြတဲ့18ရက်နေ့ကြတဲ့တနင်္ဂနွေနေ့18ရက်နေ့ကြတဲ့နေ့လည်းဖြစ်တယ်18ဆိုတာကနဝင်းနေနဲ့ကြည့်မယ်ဆိုအောင်နဝင်းလို့ခေါ်တယ်နော်အောင်နဝင်းလို့ခေါ်တယ်တင်းတန်ရှိလို့ခေါ်တယ်တနင်္ဂနွေနံနဲ့ရှိလို့ခေါ်တဲ့ရာဟုနဲ့ပေါင်းဆက်ခြင်းကြောင့်ဖြစ်လာတဲ့နဝင်းလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့နေနံနေနဲ့ကြည့်မယ်ဆိုရင်8နေနံမရှိဘူးလေ9နေနံပဲရှိတယ်အဲ့တော့ပြောမယ်ဆိုရင်တော့တနင်္ဂနွေနေ့နဲ့လည်းတိုက်ဆိုင်တယ်18ရက်နေ့နဲ့လည်းတိုက်ဆိုင်တယ်အဲ့တော့ဒီလိုမျိုးတိုက်ဆိုင်ပါတယ်ဆိုတော့18ရက်နေ့တနင်္ဂနွေနေ့မှာဆောင်ရွက်ရမယ်အောင်ရရအောင်နဝင်းရရတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်တယ်ဒီရရတို့ကျွန်တော်တို့ဘာလုပ်ဖို့လိုရလဲဆိုတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရည်စူးရည်မှန်းပြီးတော့အုံးရည်နော်အုံးရည်တစ်ခွက်လင်မန်းတစ်ချမ်းထဲမှာထည့်ပါလင်မန်းစတီလင်မန်းပဲဖြစ်ဖြစ်နော်ဘာလင်မန်းပဲဖြစ်ဖြစ်လင်ပန်းဖြစ်ရင်ပြီးတော့နော်လင်ပန်းဖြစ်ရင်ပြီးတော့လင်ပန်းဆိုတာလည်းနှုံးဝင်မယ်နော်လင်ပန်းဖြစ်ရင်ပြီးတော့လင်ပန်းတဲ့ကိုအုံးရည်တစ်ခွက်ထည့်မယ်အလင်းမှာအုံးရည်တစ်ခွက်ထည့်မယ်ပြီးသွားပြီဆိုတာနဲ့ဘေးပပက်လည်းမှာလက်ဖက်6ပုံပုံပဲဗျပြီးတော့လက်ဖက်6ပုံပုံပြီးတဲ့ခါကျရင်ကျွန်တော်တို့ဖျောင်းနိုင်9တိုင်မိဖို့ဆိုမယ်နော်ပုံမှန်အားဖြင့်ဆိုတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရည်စူးရည်မှန်းပြီးတော့ကပ်ပြရပါတယ်ကတိနီယာမှာကိုကအခြားဘာသာခြားတွေဖြစ်နေတယ်ဆိုရင်မိမိတို့ယုံကြည်ပါတယ်ဆိုတဲ့ပုံကိုယ်တွေကိုရည်စူးပြီးတော့ကပ်လို့ရတယ်မိမိစိတ်ကအမြင့်မြတ်ဆုံးလို့သတ်မှတ်ထားတဲ့ပုံကမိမိရဲ့အမြင့်ဆုံးပဲမိသည့်ပုံကိုပစုံယုံကြည်ကြီးမိမိယုံကြည်တဲ့ပုံကဒီယုံကြည်တဲ့ပုံကိုအမြင့်မြတ်ဆုံးလို့သတ်မှတ်ထားတဲ့အဲ့ပုံကိုရည်စူးပြီးကပ်လို့ရတယ်မိမိရတာမရှိဘူးနော်ပြီးသွားတဲ့ခါကျရင်မိတိုင်း9တိုင်းထုံးပါမယ်ထုံးပြီးတဲ့ခါမှာကျွန်တော်အခုပြောပြတဲ့ဂါရာကိုရွတ်ပေးပါဗုဒ္ဓဘာသာရေးဆိုတော့ရွတ်လို့ရတယ်တောဘဂဝါ EDB အရဟံပရိတလုံးချမယ်နော်အရဟံတရဏံကိစ္ဆာမိပရိတလုံးချမယ်အရဟံမေဇယံတေတုပရိတလုံးချမယ်နော်အဲ့ဒါကိုဂတိစုစုပေါင်း9ပတ်အကောင်းဆုံးကတော့18ပတ်စိတ်နိုင်ကောင်းတယ်ဒါမှမဟုတ်လေပရိနော်3ချောင်းကိုဂတိတစ်လုံးချပြီးတော့လေ9ပတ်18ပတ်စိတ်နိုင်လည်းကောင်းတယ်အစင်ပြေလို့စိတ်လို့ရတယ်ပြဿနာမရှိဘူးပြီးသွားတဲ့အခါကျရင်ဇေယတုအောင်ပြီဇေယတုအောင်ပြီဇေယတုအောင်ပြီဆိုပြီးတော့စုစုပေါင်း18ကြိမ်တိတိယုတ်ကအဲ့တော့ဒီနေရာမှာတနင်္ဂနွေနေ့18ရက်နေ့တနင်္ဂနွေနေ့မှာဘယ်အချိန်လုံးရမလဲမရှိပါဘူး18ရက်နေ့ကိုစကူးတဲ့12နာရီကျော်တဲ့အချိန်ကစပြီးတော့နောက်နေ့မရောက်ခင်17နာရီထိဂျားထဲမှာရှိနေတဲ့24နာရီလုံးတိုက်တဲ့အချိန်မှာရွတ်လို့ရတယ်ဖတ်လို့ရတယ်နော်မနက်ကောနေ့လယ်ကောညနေရော3ချိန်ပြီး3ချိန်လို့4ချိန်ပြီး4ချိန်လို့5ချိန်ပြီး5ချိန်လို့နော်ဒီချိန်နဲ့ပြီးဒီချိန်နဲ့ပဲလို့အဲ့တော့ဒီနေ့မှာဒီရရာကိုလုံးလိုက်ခြင်းအပြင်ဘာတွေထူးခြားလာမလဲဆိုတလပိုင်းရစပြီးတော့2လပိုင်း3လပိုင်း4လပိုင်း5လပိုင်းထိလာပေါင်းများစွာအောင်စေခြင်းတဲ့ကိစ္စတွေဖြစ်စေခြင်းတဲ့ကိစ္စတွေကောင်းစေခြင်းတဲ့ကိစ္စတွေဖြစ်လာနိုင်မယ်နော်အဲ့တော့ခင်ဗျားတို့စူတောင်းရမှာတစ်ခုပဲရှိတယ်ဘာလို့ကျင်တာမစူတောင်းနဲ့2026ခုနှစ်မှာအောင်မြင်ရမယ့်အရာမှန်များအားလုံးအောင်မြင်ရပါလို့ယူစူတောင်းတော့မဟုတ်လေခင်ဗျားတို့အောင်ကြီးတွေနဲ့ပတ်သက်တဲ့ကိစ္စမှန်များအားလုံးကိုစူတောင်းကြိုက်တာစူတောင်းနော်ကျွန်တော်ပြောတာမဟုတ်ဘဲခင်ဗျားတို့ကြိုက်တဲ့စူတောင်းကိုလည်းစူတောင်းလို့ရတယ်နော်အခြားဘာသာဝင်နေတဲ့ဆိုရင်တော့ဘာရွတ်စရာလို့လဲဆိုတော့နော်အခြားဘာသာဝင်နေတဲ့ဆိုတော့ဘာရွတ်စရာလို့လဲဆိုတော့အောင်စီရတုအောင်ပြီအောင်စီရတုအောင်ပြီအောင်စီရတုအောင်ပြီအဲ့ဒါကိုနော်18ခေါက်တိ82ခေါက်တိရုပ်ပြီနော်ပရိမရှိဘူးဆိုရင်လည်းရတယ်အောင်စီရတုအောင်ပြီအောင်စီရတုအောင်ပြီအတန်ဖတ်ပြီးရောနော်အောင်နေကြတော့မဟုတ်ပြီလားအဲ့တော့18ရက်နေ့တနင်္ဂနွေနေ့နဝင်းရက်လဲကြားတယ်အောင်နဝင်းလဲဖြစ်တယ်တနင်္ဂနွေနဝင်းလဲဖြစ်တယ်အဲ့ဒီဒီကိုတနင်္ဂနွေနေ့လဲဖြစ်တယ်ဒီလောက်ထူးခြားမှုတွေတိုက်ဆိုင်နေတဲ့နေ့မှာဒီရရာကိုမလုပ်ဖြစ်ဘူးဆိုရင်နော်အများတို့ဝမ်းတဲ့ပုံကောင်းပါတယ်အဲ့တော့လုပ်ကြည့်ပါကျွန်တော်ကတော့18ရက်နေ့မှာအိမ်မှာပွဲဆောင်ခင်းပြီးတော့
ပုံကိုယ်တွေကိုပူဇော်ပသမှုတွေလုပ်ပါမယ်ကျွန်တော်ကတော့နော်အားလုံးအဆင်ပြေကြပါစေကျွန်တော်ရဲ့အကောင့်တွေအများကြီးရှိနေပါတယ်အဲ့အတွက်ကြောင့်မလို့အကောင့်စစ်တွေကိုကြည့်ပေးပါမြင်ပေးပါလိမ့်ညို့တာယာဘလူးမှတ်လေးပါတဲ့ Facebook အကောင့်စစ်တစ်ခုရှိပါတယ်အဲ့တော့မှတ်ထားပေးပါတခုဆိုရင်မလာမေးပါအားလုံးအဆင်ပြေပါစေ